ကျောင်းတော်ရဖះမှာမကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်ကျောင်းတော်ရကျေးရွာမှာတည်ရှိပါတယ်။ကျောင်းတော်ရဇီရီဖွဲ့စည်းပုံမှာညံတော်အမြင့်62တောင်လုံးပတ်88တောင်2မိုင်ဖနက်တော်အနားတစ်ဖက်85တောင်ဇီရီယန်104စုမုတ်ဖျား4စုတို့နဲ့တည်ဆောက်ထားပါတယ်။ထီးတော်3ဆင်ရှိရာအထက်ဆုံးထီးတော်မှာငွေသားအစ်စ်ဖြစ်ပါတယ်။ကျောင်းတော်ရဖះဖြစ်ပေါ်လာပုံသမိုင်းကတော့မြတ်စွာဘုရားတာဝတိမှာတရင်သုံးနေစဉ်အချိန်ကမစ္စည်းမဒေတာကိုကုံရောင်းသွားကြတဲ့ကုံသည်အကြီးအမှုမဟာပုံနကဟာဖះရှင်ထံတရားနာခွင့်ရခဲ့ပါတယ်။မြတ်စွာဘုရားအားလှဲစခန်းမှာပင်စွန့်ချက်ကတ်လှူတာတွေလုပ်ခဲ့တဲ့မဟာပုံနကဟာအပြန်တွင်ယဟန်ပြုကြံရစ်ခဲ့ပါတော့တယ်။မဟာပုံနမထေရရဲ့ညီဖြစ်သူစူလပုံနတကြွယ်ကသာဝါနိစ္စဂါမရွာသား900သောကုံသည်များကိုဦးစီး၍ကုံရောင်းဝယ်မှုအတွက်သမုဒ္ဒရာခရီးဆက်ခဲ့ကြပါတယ်။သင်းမောနှင့်ရွက်လွင့်လာခဲ့ရာသမုဒ္ဒရာအလယ်ကကျွန်းတစ်ခုမှာစန္ဒကူးနီပင်များကိုတွေ့၍အာရဝမ်းသာဖြင့်သင်းမောတွင်ပါသမျှကုံတို့ကိုကျွန်းမှချထားခဲ့ပါတယ်။စန္ဒကူးနှစ်တို့ကိုသာခုတ်ဖြတ်ပြီးသင်းမောအပြည့်တင်ဆောင်ထွက်လာခဲ့ကြပါတယ်။ကျွန်းကထွက်ခွာပြီး